မင်္ဂလာပါ The Simple Mindset ကနေကြိုဆိုပါရစေဒီအတန်းဖိုင်လေးဟာသင်ရဲ့စိတ်အာရုံကိုကြည်လင်စေပြီးသင်ဘဝထဲကိုအောင်မြင်မှုငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေဆွဲဆောင်နိုင်ဖို့အတွက်ဖန်တီးထားတဲ့အပြည့်စဘောဆောင်စကားစုများဖြစ်ပါတယ်အခုပဲတတောင့်တတရှိမဲ့နေရာလေးတစ်ခုမှာထိုင်လိုက်ပါဒါမှမဟုတ်လွယ်လျောင်းလိုက်ပါတင်းရဲ့မျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းမိတ်ထားလိုက်ပါခန္ဓာကိုယ်မှာတင်းမာနေရဲ့ကွက်သားတွေကိုလျှော့ချလိုက်ပါအခုနှာခေါင်းကနေလေကိုဝဝလင်းလင်းရှူသွင်းလိုက်ပါပါးစပ်ကနေလေကိုဖြည်းဖြည်းချင်းပြန်မှုထုတ်လိုက်ပါနောက်တစ်ချိန်လေကိုနှက်နှက်ရှိုင်းရှိုင်းရှူသွင်းပါဖြည်းဖြည်းချင်းပြန်ထုတ်ပါအခုကျွန်တော်ပြောမယ့်စကားစုတွေကိုနားထောင်ရင်သင်စိတ်ထဲကနေယုံကြည်ချက်အပြည့်နဲ့လိုက်လံရွတ်ဆိုပါဒီစကားတွေဟာသင်ရဲ့လက်တွေ့ဘဝဖြစ်လာပါလိမ့်မယ်ငါဟာအသက်ရှူလိုက်တိုင်းပိုပြီးတည်ငြိမ်အေးချမ်းလာတယ်ငါရဲ့စိတ်ထဲမှာငြိမ်းချမ်းမှုတွေပြည့်နှံနေတယ်ငါဟာအတိတ်ကအမားတွေကိုခွင့်လွှတ်ပြီးရှေ့ဆက်ဖို့အစဉ်ဖြစ်နေပြီငါဟာငါရဲ့လက်ရှိအခြေအနေကိုကျေးဇူးတင်စွာနဲ့လက်ခံနေငါဟာချစ်ချင်းမေတ္တာတွေဂရုစိုက်မှုတွေနဲ့ထိုက်တန်တဲ့သူချစ်တယ်ငါရဲ့စိတ်ငါရဲ့ခန္ဓာကိုယ်နဲ့ငါရဲ့ဝိညာဉ်ဟာပြည့်ပြည့်စုံစွာညီညွတ်မြတ်တာနေတယ်အပြင်ပန်းမှာဘာတွေပဲဖြစ်နေပါစေငါရဲ့အတွင်းစိတ်ကတော့အမြဲတမ်းတည်ငြိမ်နေတယ်ငါဟာကိုအပြည့်အဝယုံကြည်တယ်ငါဘဝရဲ့ကောင်းကင်ယံမှာစိုးရင်ပူပန်မှုတိမ်တောက်တွေကင်းစင်နေပြီဒီနေ့ဟာငါအတွက်အကောင်းဆုံးနေ့တစ်နေ့ဖြစ်လာလိမ့်မယ်ငါစီကိုအခွင့်အရေးကောင်းတွေအချိန်တိုင်းဝင်ရောက်လာနေတယ်အခက်အခဲတွေဟာငါအတွက်သင်ခန်းစာနဲ့ကြီးထွားဖို့အခွင့်အရေးတွေပဲဖြစ်တယ်ငါဟာငါလိုချင်တဲ့ပန်းတိုင်တွေကိုရောက်အောင်သွားနိုင်တဲ့စွမ်းရည်အပြည့်ရှိတယ်ငါလုံးသမျှအလောက်တိုင်းဟာအောင်မြင်မှုတွေစီကိုဦးတည်နေတယ်ငါဟာကြောက်ရွံ့မှုတွေကိုကျော်လွှားပြီးရဲရဲဝံ့ဝံ့ရှေ့ဆက်လန်းနေတယ်ငါရဲ့စူးစမ်းအားထုတ်မှုတွေအတွက်ထိတ်တန့်တဲ့အကျိုးအမြတ်တွေကိုငါရရှိနေသည်ငါဟာအောင်မြင်သူတယောက်ရဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသည်ငါရဲ့လုံနိုင်စွာဟာအကန့်အသတ်မရှိဘူးဆိုတာကိုငါသိတယ်ငါရဲ့ခန္ဓာကိုယ်ဟာနေ့ရက်တိုင်းမှာပိုပြီးကျန်းမာတန်ဆွမ်းလာနေတယ်ငါဟာကောင်းမွန်တဲ့စွမ်းရည်တွေကိုပဲလက်ခံနေငွေချေးနဲ့ဥစားသနာတွေဟာငါစီကိုလွယ်ကူလွယ်လတ်စွာစီစဉ်လာနေတယ်ငါဟာကောင်းမွန်တဲ့အရာတွေအလုံးကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်တယ်ငါဘဝမှာကျေးဇူးတင်စရာတွေနေ့တိုင်းတိုးကွာလာနေတယ်ငါဟာငါချစ်တဲ့သူတွေကိုကူညီထောက်ပံ့နိုင်တဲ့အင်အားတွေပိုင်ဆိုင်ထားတယ်နေ့ရက်တိုင်းဟာငါအတွက်လက်ဆောင်မွန်းတစ်ခုဖြစ်တယ်ငါဟာပေါ်ချွေဝတ်မှုတွေနဲ့အပြည့်အဝထိုက်တန်တဲ့သူဖြစ်တယ်ငါရဲ့အနာဂတ်ဟာအရန်ကိုတောက်ပပြီးလက်ပါနေတယ်အခုနှာခေါင်းကနေလေကိုနောက်တစ်ခေါက်ဖြင်းဖြင်းလေးရှူသွင်းလိုက်ပါဖြည်းဖြည်းချင်းပြန်ထုတ်ပါဒီကနေ့ရရှိလိုက်တဲ့ငြိမ်းချမ်းမှုနဲ့ခွန်အားတွေကိုသင်ရဲ့တနေ့တာလုံးဆက်လက်တည်ဆောင်သွားပါအစဉ်ပြည့်ထီးပြီးဆိုရင်တော့မျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်လို့ရပါပြီဒီအပြိုးသဘောဆောင်စကားစုလေးတွေကိုမနေ့အိမ်ရန်တို့တိုင်းဒါမှမဟုတ်စိတ်ရှုပ်ထွေးတဲ့အချိန်တိုင်းမှာ
နေ့စဉ်ပြန်လည်နားထောင်ပေးပါအန်သောစရာကောင်းလောက်အောင်တင်ဘဝတိုးတက်ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်တင်းအတွက်အကျိုးရှိစေတယ်ဆိုရင်တော့ The Simple Mindset ကို Subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်တင်းရဲ့ဒီနေ့ဒါလုံးအောင်မြင်ပျော်ရွှင်ပါစေ